ပြီလေနော်အဲ့တော့တဲဆိုမှတော့တဲဆောင်သုံးမှာပေါ့ဟုတ်တယ်မလားတဲဆောင်သုံးမယ် verb ကိုတဲဆောင် verb ကိုတဲဆောင်ပြောင်းမယ်ပြီးလို့ရှိရင်မလုပ်စေချင်ဘူးဆိုလို့ရှိရင်တော့ verb ကိုဟုတ်ပြီနော်အဲ့တော့သူ့ရဲ့ rare လေးကိုကြည့်အောင်နော်ကိုရိုမိုနီဝါတဲ့မိနာနီအိုင်ဆာရဲလိုနေခဲနိနတ်တဲ့ဟိုရှိတော့ဖို့မို့ကိုရိုမိုနီဝါဆိုတာသားသမီးတွေရင်းညမှာကလေးလို့မပြောဘူးနော်သားသမီးတွေကိုလို့ပြောမယ်အဲ့တော့သားသမီးတွေကိုတော့တဲ့မိနာနီဆိုတာအားလုံးစီရတာပြီးတော့အိုင်ဆာရဲလိုနေခဲအိုင်ဆာရဲစာရဲကဘာမှမနာလေ정확한 게စာရဲလို့ 사례 သူခဲမိခံရပါတယ်ဆိုတော့အဲ့တော့အိုင်စာရဲလူနင်းခဲအဲ့တော့အားလုံးစီကနေပြီးတော့အချစ်ခံရတယ်နင်းခဲဆိုတာလူသားခဲနီနာတဲ့ကိုရှိလူသားတွေအဖြစ်ဖြစ်စေတယ်လို့မှာတဲ့ဖောင်နဲ့ဟိုရှိတဲ့ကိုရှိဆိုတော့ဖြစ်စေခြင်းလေပါလာတယ်ဟုတ်ပြီနော်အဲ့တော့ပြန်ကြည့်မယ်နော်ဖိုရိုမိုနီဝါသားသမီးတွေကိုမင်းနာနီအားလုံးစီကနေအိုင်စာရဲလူနင်းခဲနိနာတဲ့ကိုရှိတော့အမို့အချစ်ခံရတဲ့လူသားတွေအချစ်ပြစ်စေခြင်းလို့ပြောတာ။နောက်တဲ့ကိုရှိဘတ်စေခြင်းနောက်တစ်ခါကျတော့ကိုခါကေဟာကေအတိတ်ပဲကျေးဇူးရ။နောက်ကိုခါကေစာမတဲ့ရေကိုခါကေဟုတ်ပြီနော်ကျေးဇူးကြောင့်အဲ့တော့အရှိမအကြောင်းရင်းတစ်ခုခုရှိမယ်။အဲ့အကြောင်းရင်းကြောင့်အနောက်ကရလကကောင်းတာလည်းဖြစ်နိုင်ကြလို့မကောင်းတာလည်းဖြစ်နိုင်တယ်နော်။အဲ့တော့ဘာဖောင်နဲ့တွဲလဲဆိုရင်now verb နောင်နေဘတ်တေးတေငါတွေကိုဘာဖောင်ပြောင်းလဲဆိုရင်plain ဖောင်ပြောတာနော် plain ဖောင်ပြောင်းလိုက်ပြီးတော့နောင်မှာဆိုရင်မင်းစီးနေမှာဆိုရင်အဲ့တော့အောက်က rare လေးကိုကြည့်အောင်ရှိရာကစကုနိုင်โอခဒေတဲ့အဲ့ရှိရာကဆိုတာသပင်ဖြူပြတာနော်ရှိရာကသပင်ဖြူတွေကတဲ့စကုနိုင်โอခဒေတဲ့စကုနိုင်ဆိုတာတဲ့ပြတာအဲ့တော့စကုနိုင်ကဘာ adjective လဲ adjective ဘာဖောင်ပြောင်းထားတာလဲဟုတ်ပြီနော်အဲ့တော့စကုနိုင်โอခဒေတဲ့ငယ်တဲ့ဂျေဇူးကြောင့်ဘာခါဖုဒီရာလေးလူဖို့တော့ကအိုးငယ်တယ်လို့ပြရတာအရှိမအကြောင်းရသပင်ဖြူနေနောက်ကကြတော့ငယ်တယ်လို့ပြရငယ်လို့ရှင်နေတာကောင်းတာပေါ့ဟုတ်ပြီနော်နောက်တစ်စောင်းကြည့်ရခါရင်တော့ယူဖို့တော့ရှင်ကြီးတန့်โอခခဲ့တဲ့ခါရင်တော့ယူဆိုတာကသူပြောတဲ့ဆိုလည်းရတယ်သူဆိုလည်းရတယ်နော်အဲ့တော့သူပြောတဲ့စကားကိုပြောတယ်ဆိုမှတော့ဒီခုတို့ကိုစကားလို့ဘာသာပြန်မယ်ဟုတ်အဲ့တော့သူပြောတဲ့စကားကိုချင်းစီတာဥက္ခကေတဲ့နေခဲ့တဲ့ပြောစံယုံမိခဲ့တဲ့စေစုကြောင့်ယုံမိခဲ့တဲ့အတွက်ကြောင့်ဟုတ်ပြီနော်အဲ့တော့ချင်းစီတာဘယ်လာလဲချင်းစီမတ်ကိုဘာမှမပြောင်းလိုက်တာမောင်နေတာဒါတော့ဖြစ်ပြီးသွားပြီလေသွားပြီအဲ့တော့အကျိတ်ဖြစ်သွားပြီအဲ့အတွက်ကြောင့်တာဟုတ်ပြီနော်အဲ့တော့ရှင်းကြီးတာဩခဒေတဲ့ယုံပြီးခဲ့တဲ့ပြည့်စာအဲ့တော့ဟီဒိုဤမဲနီအန်တာဟီဒိုဤဆိုဆိုးရလုံးနဲ့ကြုံတွေ့တယ်ဆိုတော့ဒီလိုကြုံတွေ့ရတယ်နော်ဒုက္ခနဲ့ကြုံတွေ့ရတယ်အဲ့တော့အရှိရအကြောင်းရင်းသူပြောတဲ့စကားကိုယုံပြီးတာအကြောင်းရင်းနောက်ကဒုက္ခနဲ့ကြုံတွေ့တာကောင်းလားမကောင်းလားအဲ့တော့သူရဲ့အီမီလေးကအရှိမအကြောင်းရင်းရှိမယ်နော်ရမလားပြီးသွားရင်နောက်တစ်ခုကြည့်ရအောင်နောက်တစ်ခုကောင်းစင်လေးဦးချင်းရဲ့အဓိပ္ပာယ်နော်အတွင်းအဲ့တော့သူ့ရဲ့ email လေးကိုကြည့်မယ်ပြောင်းလဲမှုမဖြစ်ခင်တခုခုကိုလုပ်တယ်ဂျားထဲမှာလုပ်တာအတွင်းမှာနောက်တစ်ခုပြောင်းလဲမသွားခင်အဲ့အတွင်းမှာမဖြစ်တော့လုပ်ပါဟုတ်ပြီနော်အဲ့တော့ဘာဖောင်နဲ့တွဲလဲဆိုရင် plain ဖောင်နဲ့ဒါပေမဲ့ဘာမပေါလဲဆိုတော့ verb ကဒီမှာ plain ဖောင်ထဲမှာမပေါဟုတ်ပြီနော်အဲ့တော့ plain ဖောင်ထဲမှာဆိုဘာပါမလဲဆိုရင် now ဆိုရင်နိုင်ချင်းနဲ့ဆိုရင်ဘတ်ကြတော့ဘာဖောင်သုံးတာလဲဆိုရင်ဟုတ်နော်တဲ့နောက်ရ rare လေးကိုကြည့်မယ်ခူရာခုနာရာနိုင်ဥချီနီခူရာခုနာရာနိုင်ဆိုခူရာခုကခူရာအီရညီလာနာရာနိုင်ရကြတော့
ဒါဒီမှာဆက်တော့ verb ဖြစ်သွားပြီနော် verb ဖြစ်သွားပြီဆိုတော့ဘာဖောင်ပြောင်းအောင်လဲနိုင်ဖောင်ပြောင်းတာပြင်းစင်တာကနိုင်ဖောင်ပြောင်းတာအဲ့တော့ကုရာကုနာလာနိုင်ဥချီနိမမောင်ခင်အဲ့ဒီလေးပြောချင်တာဟုတ်နော်မမောင်ခင်အတွင်းမှာသူကဘာလုပ်ချင်တာလဲဆိုတော့ယာမန်နေစေနော်ပြောင်းလဲမှုမောင်နာဆိုတာပြောင်းလဲမှုပဲအဲ့ဒါမဖြစ်ခင်မှာဈားထဲမှာမလုပ်လေအဲ့တော့ခုနကလိုက်ဦးချင်းနိယာမဟိုရီတာရမယ်နော်အဲ့ဒါတဲ့ကြောင့်ကြည့်ရအောင်sofu wa genki na uchi ni genki ကျမ်းမာတာဆိုပြန်ပါအဲ့ကြည့်တယ်လေနိုင်အဲ့ကြည့်တယ်ဆိုဘာပြန်ထည့် genki na uchi အဲ့တော့ sofu wa အဖိုးကတဲ့ genki na uchi ni ကျမ်းမာနေတဲ့အတွင်းမှာသူကဘာလုပ်ချင်လဲဆိုတော့ဒီလိုယူလာလို့ပို့လို့ပဲဒီအဖော်ရှိရတယ်လို့ရဲ့လူမျိုးတော့တယ်ရောတော့သူကျမ်းမာနေစဉ်အတွင်းမှာတခုခုမဖြစ်သွားခင်မှာဘာဖြစ်လဲသူသွားစဉ်တဲ့ဟာရွှေ့တဲ့ဟာကိုပြောရမယ်နော်